ဟာပညာရှိလူပညာရှိလို့ပေါ်ထွန်းရအရက်ဖြစ်တော့သာဝတိကိုလာရောက်ဟောပြောရတဲ့အတွက်လေဝင်းမြင့်ဒီ၎င်းဆရာဦးဖုံးတာတူဒီ၎င်းဝန်းမြောက်ဝန်းသာရှိပါတယ်ဘေဟိတတောတိကဝတ္တောမေဃတတောတိယောဇလံဒါနတတောသကာမဝါစရောသီလတတောအကနိထောဘာဝနာတတောနိဗ္ဗုတောမေတ္တာတတောအနန္တောကျွန်တော်မေစာမတတ်ရှာပြီမဲ့ဒီတရားပိုက်ကြီးကျွန်တော်တို့ငယ်စဉ်ကလေးကသင်ပြီးနေဝင်းမြင့်ကပညာမျိုးရိုးပါပြောအောင်မယ်ကျွန်တော်ပွားရစာတစ်လုံးမှမတတ်ဘူးအမေက2 တန်းနဲ့ကြောင်းထွက်တယ်ပြောတာနေဝင်းမြင့်က4 တန်း 3 နှစ်ကြတော့ကျောင်းဆရာကြီးကစာပို့တယ်နေဝင်းမြင့်မင်းထွက်မလားငါပင်စင်ယူရမလားဆရာကြီးတနာတာနဲ့ကျွန်တော်ထွက်ခဲ့ပါတယ်သို့တော့အမေစာမတတ်ပြီမဲ့ဘေဟိတတောတိကဝတ္တောတဲ့ဘေဟိစီများတိတဲ့သဟာတိကဝတ္တော3 ခါဝုကကြားတဲ့သာကြီးမေဃတတောမိုးချင်းစာများကြတော့တိယောဇနံ3 ယူဇနာကကြားနိုင်တယ်ဒါနတတောသကာမဝါစရောဒါနဤတတောတတ္တအတန်းကြနတ်ပြည်6 ထပ်ကကြားနိုင်ပြီးဘာဝနာတတောနိဗ္ဗုတောတဲ့ဘာဝနာရဲ့တတောတတ္တအတန်ကနိဗ္ဗာန်ကကြားနိုင်တယ်သီလတတောအကနိထောသီလရဲ့တတောတတ္တအတန်ကဗြဟ္မဘုံ20ကကြားနိုင်တယ်ဒီတဲ့ကြားနိုင်တာကတော့မေတ္တာပဲသားရည်တဲ့မေတ္တာတတောအနန္တောတဲ့မေတ္တာဤတတောတတ္တအတန်ကအနန္တစัจ java လာကကြားနိုင်တယ်အဲ့ဒါမြမာတွေရဲ့စိတ်ပဲမြမာတွေစိတ်မှာမေတ္တာကတကွန်လွှားလျက်ရှိတယ်ဒါဟိုဘက်ခက်ကဒီဘက်ခက်တော့ဘယ်နဲ့ဖြစ်တယ်မသိဘူးမြမာချင်းချင်းလေလှည့်ပါရိုက်နေတယ်ဆိုတဲ့လူတွေလည်းပေါ်လာပြီဆရာချေဦးညကတော့အဲ့ဒါကြားတော့သချင်းလေးတစ်ပုဒ်လှုပ်ဆိုတယ်ဟောပြောပွဲမှာမေတ္တာတတောအနန္တောမြတ်ရှင်သောဟောကြားရဲ့ကဘာမီလောကမလီသရဝါတွေကျမ်းပါပါစေမေတ္တာရင်လောင်းနေလှည့်ပါရိုက်မလီတဲ့ကျွန်တော်မဟုတ်ဘူးဆရာချေဦးညနော်တခါလေးပြောထားတာလာမှာပါသိမကြောက်လာအောင်ပါနော်ကျွန်တော်လူမျိုးကအဲ့လိုလူမျိုးမဟုတ်ဘူးနေလက်ပါရိုက်တဲ့လူမျိုးမဟုတ်ဘူးစိတ်ချစ်စရာကောင်းတာမေတ္တာအပြင်တွေးတယ်မေတ္တာအပြင်ကြမ်းတယ်မေတ္တာအပြင်နေတယ်အဲ့လိုလူမျိုးပြီးခဲ့တဲ့5 လကကျွန်တော်ဂျပန်နိုင်ငံသွားဟောတော့ဂျပန်လူငယ်တွေကလာပြီးနှုတ်ဆက်ကြတယ်ကျွန်တော်တို့ဂျပန်ခေတ်တုန်းကတဲ့ကျွန်တော်တို့ရဲ့စစ်ဥပဒေတွေပေါ့ဂျပန်စစ်သားတွေကမြန်မာပြည်သူတွေကိုပါရိုက်နားရိုက်လုပ်ခဲ့လက်သေးကုန်ခွာအမျိုးမျိုးနှိပ်စက်လို့တေကြီးပျက်စီးခဲ့တယ်ဆိုတော့သမိုင်းမှာတွေ့ပါတယ်တဲ့ဆရာတို့ရောက်လာတယ်ဆိုတော့ကျွန်တော်တို့ကဒီခေတ်တက္ကသိုလ်ကျောင်းသားတွေဆိုပြီးမဲ့ကတောင်းပန်တာပါအမှန်တန်ရင်ကျေးတဲ့လူမျိုးကသမိုင်းကအကြီးကျယ်မှုဟာတောက်လျှောက်ပါလာတယ်ဒီအကြီးကျယ်ခြင်းဟာငါတို့ခြေဖြတ်လို့မရနိုင်ဘူးဘာနဲ့ပဲခြေဖြတ်မလဲတောင်းပန်ခြင်းနဲ့ခြေဖြတ်မယ်ဆိုတော့စစ်တပ်နဲ့ကျွန်တော်အမှန်တန်ချီးကျူးပါတယ်ကျွန်တော်တော့ပြန်ပြောတယ်အေးမင်းတို့ကလည်းကွာတို့လူမျိုးတွေဝင်လာကြတဲ့ရိုက်လိုက်တယ်ပါချွတ်လိုက်တယ်လက်သေးကောင်ညိုစကြီးဝရင်တုံနဲ့လှိမ့်တာတွေပါစီရင်နွေးပူလောင်းတာတွေပါလို့တို့ပြည်သူတွေတော်တော်ခံရတယ်ဆိုတော့မဟုတ်ဘူးဆရာတဲ့ပါရိုက်တဲ့ကိစ္စတော့ထင်မလွဲပါနဲ့လူမှာခေါင်းမှာအုံနောက်ရှိတယ်ဆရာရိုက်လို့မရဘူးတဲ့နေရွက်ကကြားတယ်ရိုက်လို့မရဘူးမျက်လုံးကမြင်ရတယ်အမြင်ထက်ပြက်သွားမှာဆိုလို့ကျွန်တော်တို့ရိုက်လို့မရှိပါဘူးလေဘေးကတော့ခန္ဓာကိုယ်နဲ့ခေါင်းနဲ့ဆက်ပေးထားတာအကျော်ပေါင်းစုံဆင်းတဲ့နေရာကျွန်တော်တို့မရိုက်ပါဘူးနောက်ကျော်ကအဆုတ်ရှိတယ်မရိုက်ဘူးတဲ့ရှေ့မှာနှလုံးရှိတော့ကျွန်တော်ရင်ဘတ်ကိုလည်းမရိုက်ပါဘူးဆရာကြီးတဲ့ခါလည်းမရိုက်ပါဘူးခြေစလုံးလည်းမရိုက်ပါဘူးပေါ့ထားပါတော့လူတစ်ကိုယ်လုံးမှာအလုံးသိပ်မရှိတဲ့ကောင်လိုက်ရှာတော့ပါပဲသွားတွေ့တယ်ဟုတ်တယ်ပါအလုံးမရှိဘူးအဲ့တော့ကျွန်တော်တို့ကအလုံးမရှိတဲ့ကောင်ရိုက်တာပါတဲ့သူအေးဟုတ်သားပဲသို့တော့ဂျပန်အတွက်တော့ဟုတ်တယ်ဗမာအတွက်တော့မဟုတ်ဘူးကျွန်တော်တို့ကပါးဟုတ်သိထွတ်မြတ်ထားပါတယ်ဒီပါးလေးကိုကျွန်တော်တို့ကဆိုပါတော့ဆရာဥဖုံးကောင်မလေးတယောက်ကသူ့ပါးသွားနမ်းတယ်ဆိုပါတော့ဥပမာပြောတာပါမနမ်းပါဘူးနော်ပြဿနာမရှိဘူးဥဖုံးဓာတုကကောင်မလေးတယောက်ပါးကိုသွားနမ်းရင်ပြဿနာတက်ပြီဘာဖြစ်လို့လဲကျ
ကျွန်တော်လူမျိုးရဲ့အထွတ်မြတ်ကပါနောက်စပင်ကောင်းဒါကြောင့်ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခုမတူပါဘူးတူတာပါပဲလက်ရှိတယ်ကဘာသူကဘာသားတွေအားလုံးမှာတူဖို့ကောင်းတာတစ်ချက်ပဲရှိတယ်ဗာလဲမေတ္တာပါပဲအခုတော့တဖြည်းဖြည်းမေတ္တာဓာတ်တွေကခန်းချက်စိတ်သုံးလာတယ်တိုင်းပြည်ကိုလည်းပြန်ကြည့်လိုက်တော့အစိုးရကလည်းလွတ်လပ်ရေးရပြီးကြတဲ့ဒီကနေ့ထိဘယ်နဲ့ဖွဲ့တက်လာမှန်းတောင်မသိဘူးအစိုးရအထွက်တိုးခေါ်တာပေါ့ဘယ်အစိုးရလက်ထက်မှာလက်စမတက်ဘူးတန်းလန်းနေထားခဲ့တာကြီးပဲပထမဆုံးစိတ်ပရိနဲ့ပုဂ္ဂိုလ်တက်လာတဲ့ပြည်တော်သားရမိတဲ့မသားလိုက်ရဘူးတန်းလန်းကြီးနဲ့အိမ်ဆောင်အစိုးရတဲ့တက်လာတယ်ဘယ်အိမ်ကိုဘယ်လိုစောင့်မှန်းမသိဘူးသူကလည်းတန်းလန်းကြီးပဲ62ခုနှစ်ကြာအဲ့ဒီတန်းလန်းကြီးကပြန်တက်လာပြန်ရောမြန်မာနည်းမြန်မာအဖြစ်မြန်မာဆိုရှယ်လစ်လမ်းစဉ်တို့လောကနိဗ္ဗာန်လို့တဲ့လောကနိဗ္ဗာန်လည်းမရောက်လိုက်ရဘူးတန်းလန်းကြီးပဲ88ရောက်တော့6လုံးပြခါထုတ်ပြီးဘုရားထိတဲ့ပုဂ္ဂိုလ်တွေပေါ်လာသူလည်းတန်းလန်းကြီးပဲအဲ့ဒီအဘလည်းအခုဘယ်နှရောက်မှမသိတော့အခုတက်လာပြန်ပြီဘောင်းမီကဗျာကရချွတ်ချိတ်ပစိုးနဲ့တက်လာပြန်ပြီဒီမျက်နှာတွေမြင်မှုပါတယ်လို့ကြည့်တော့သူတို့ပဲကျေးဇူးတင်တယ်သူတို့လည်းအခုတော့ clean governance good government နိုင်ငံတော်သမ္မတကြီးကတက်လာတာချင်းအင်္ဂလိပ်လိုပြောနေဝင်းမြင့်ကလည်း I go to school နဲ့9တန်းအောင်တာသိမသိတော့ဆရာဦးဖုံးလုံးမေးရဘာပြောတာလဲတန်ရှင်းသောအုပ်ချုပ်ရေးနဲ့သွားမယ်ကောင်းမွန်သောအစိုးရစနစ်နဲ့သွားပါမယ်ဟာဒီခါတော့လာပြန်ပြီတယောက်တော့တက်လာပြန်ပြီပေါ့သမရကြီးကဆက်မိတ်ပါတယ်ကျွန်တော်တို့နောက်ပြန်မလှည့်ပါဘူးအခုနောက်တာပြန်မလှည့်တယ်ရှိလေတဖွာမှမတိုးရသေးဘူးအခုတော့တိုးလိမ့်မနဲ့တူပါရဲ့အခုကဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်တို့တိုင်းသူပြည်သားတွေဘက်တော့မလှည့်နိုင်သေးဘူးခေါ်တော့ကိုဝန်ဆောင်မိခင်ကမယုတ်တဲ့စကားကိုဝန်က10လကျော်ပြီမမွေးသေးဘူးတရက်တော့ဘိုက်ကတအားနာတော့ယောက်ျားလုပ်တဲ့လူကတူဟဲ့ဘာတွေလုပ်နေတာတော့မင်းအော်တော့ငါမနေတတ်ဘူးမိမရဘိုက်ကတော်တော်နာတယ်တော့ယောက်ျားဘာလို့မှမသိတော့အိမ်ရှိတလင်းနဲ့သွားကျွန်းထိုးဟောတော်ကျွန်းထိုးတော့ငါကျွန်းထိုးရင်မင်းသက်တာမလားလို့ဆရာမသွားခေါ်လေဝင်းဆွဲသွားခေါ်မှပေါ့ဆိုတော့မှဝင်းဆွဲဆရာမကြွားတဲ့ပြေးခေါ်ဝင်းဆွဲဆရာမဂျိုင်းမွေးနှုတ်သာဝတိကဝင်းဆွဲဆရာမပြောတာမဟုတ်ပါဘူးကျွန်တော်မိမမွေးတော့မထင်နဲ့တအားအော်နေပြီဆရာမရဲ့ဟမ်ပြက်ကလေးဆိုင်ကြည့်ဟုတ်သားပဲကဲမင်းကစေပုံးယူတန်းပေါ်ပြစ်ထားတဲ့ထမိန်အလီကောက်စွတ်ကမန်ကရန်စွတ်တော့အထက်ဆင်ကအောက်ကလာမခွေးရတယုံယုံနဲ့ပါသွားအိမ်လည်းရောက်ရသူလင်လုပ်တယ်လို့ဆရာစေပုံးလှမ်းယူတခါချင်းစုပ်ပိတ်အထဲဝင်သွားတော့ကျွန်တော်လိုက်ခဲ့မယ်လေးဆရာမမင်းလိုက်တော့မရဘူးမင်းအပိုင်းကပြီးခဲ့ပြီအခုငါအလှည့်ရောက်တယ်အဲ့တော့မှဘုရားရှိခိုးတယ်နားလေးရတယ်ကြားပါစီမျက်လုံးလေးလည်းမြင်ပါစေခန္ဓာကိုယ်ကလည်းပြည့်ပြည့်စုံစုံနဲ့ဖြူဖြူချောချောလေးနေဝင်းမြင့်လို့နေမှာပေါ့ဆုတောင်း7မိနစ်လောက်ဆုတောင်းတယ်ခလေးသာမကြောက်အလိုဘယ်နဲ့ဖြစ်ပါလိမ့်ခဏနေတော့သူလာပြည့်ဆရာမထွက်လာဝန်းဆွဲဆရာမရှင်တို့အိမ်မှာပလာယာတစ်ချောင်းလောက်မရှိဘူးလားရှင်အော်ရှိပါလေပြစမ်းသူကစဉ်းစားတယ်အော်ဒီပိုက်ကြီးကလက်ဆက်တတ်တော့ပလာယာနဲ့နတ်တွေနဲ့တွဲထားပုံရတယ်ပေါင်းပေါင်း7မိနစ်လောက်ကြာတယ်ခလေးသာမကြောက်ထွက်လာပြန်ရောမရဘူးရှင်ပလာယာတစ်ချောင်းလောက်ရှာပြီဟာအော်ပလာယာကဆွဲဆက်ညှက်ထုတ်ရတယ်နဲ့တူတယ်ခလေးဆိုတာပို့မရှိတော့သူများအိမ်ကငှားပြီးပေးလိုက်ဆုတောင်းမိနစ်20လောက်ကြာတယ်ဘာသာမှမကြောက်ဒုက္ခပါပဲဆရာမပြန်ထွက်လာမရဘူးရှင်စုနဲ့တူနဲ့ရှာပေးစမ်းပါရှင်ဟာ
khali mura agak di sini lu zala siapa ye siapa kami suai thabi pyo mau bukan juga si memang pun makan yang tu gua juga sebung gua pun macam tu Jangan soya memang le dulu le macam ni dulu dulu le sebung pun macam tu Aku le labiami, aku le labiami. Tamara yui buat ni lah ro. Tapi le mungkin nanti. Tamara yui buat long ni labiami. Tajam. Jangan lupa. Nangai ini berbicara. Di sini ha, sapi sini mah. Terus oleh suara suara kamar tak. Jika ni sih mana yang tahu ni jauh sih jauh. Time ni lumio ada, kabadi tu juga sima. Saya seharga time ni lumio ni nak berciri, betul ni nak mampu bawa. Jangan lupa saya sudah bawa me. Freedom of speech, lalu saya bawa suku, jangan lupa masih bawa me. Freedom of expression lo kau le, lalu saya mesti sandar tu tupo banyak, jangan lupa masih bawa me. Lalu tu je dah right, aku ini bawa me. Jangan lupa pion ni dah bepati goma, jangan lupa mesra mahu, jangan lupa di bawah bepati goma mahu bau, bepati alando au mamam siapa. Lepas ni tu, kalau kita terus biar kau kat damai yang buat tentang mahu, kau baga sialu masuk. Freelance writer bah, jangan lupa lelah tu saya siapa biar siapa apa, jangan lupa desain siapa orang desain apa, siapa orang desain apa. Jangan lupa tidak terkuat time ni lumio tidak jadi jangan lupa apa. Kalau ada orang tanya mai ni, nak tahu sengaja ni aku, nangan orang Melayu juga boleh mahu babu. Nak ni jadi orang Melayu biar isu kau sih buat pension ni, mana ya orang tanya jual mahu babu. Biar saya sih orang Melayu tu gula biar baca ni. Jangan lupa ada mana tahu mamam tu. Terus unjuk kali ni jemput dalam pier. Pada dulu sura, jangan lupa nama. Sekarang ni kita siapa jangan pat. Saya siapa lah, jangan lupa si. Siapa jangan lupa penting ni piacu ni lah. Siapa jangan lupa apa pun moji. Penting ni kita mensekarang lah, membasang kongyong si mampu. Ha, jangan lupa siapa aku lulah lah, aku ni. Dah dulu ni kita kisah mana yang ada piara. Oh siapa ni ada piara bela. Ha, siapa ni dua buat piara, buat penting ni mana yang kita. Siapa lu piara buat. Maro, ia nak pergi tahu lagi nak buat. Bila kami mah nak kopi petaro, kerana naik orang jalan cuy lagi dah piara buat. Ha, saya kasih wanita buat. Itu ikat cik. Wanita itu saya jenak ia nak pergi tahu lagi masih cak wah. Nếu xe mấy mà phải chỉnh an, hay còn anh nằm na biểu là mấy mà phải làm gì, xe cái balong bút này rồi cho nó xe cái rồi phải làm mình mất rồi, cho nó rồi time gì là balong bút làm nhá này, rồi thì balong bút đi cả vậy, nếu mấy miếng rồi, à vậy, cigarette bún này biểu gì, tôm bù xì vào lấy cháo sẻ bọ, nè. Lúc cái này bông ngã sẻ này, đi bếp thì bông ngã sẻ đi bếp bay hả mà chui vào. Cho lúc này đúng không ạ? Nếu với mình nếu thành chi biên ya để bảo vệ này đi bếp cái lấy này mà chui vào. Cho nó lúc mà 30 triệu mà xíu, câu để tập ya sẽ chịu tam bắp bít, như tập ya ít chặt chế, ai cũng mà tự chế, tết là vì sao làm đi sẽ mì là bị rồi mà. Chân là nát thầu ạ. Ở đây đang chất sẽ đang trả được tiếp biển một bí hả? Trăm mai này bí hả? Năm mai này bí hả? Sở bình người trong này trả bí hả là nếu vui đây nếu với miền đâu. Khi mà biển sinh ra thì là rất là ngã. Sở bình người bí để thì là rất là ngã bí cái là mà là. Sở bình người miền miền trong này gặp bị chân rồi bí cái nát thòng cái à, đi cái này cái đó, sự chỉ là bây giờ chập lấy ra để thay lại, chuyện này em hay trả vậy. Electronic ní bây giờ cái xe của tôi giàu là vậy. Cho nó rồi mà rồi anh một vụ,
အတန်ရှိရသွားဘာဖြစ်လို့လဲဆိုတော့အင်မတန်နောက်ကြတယ်အင်မတန်လည်းရွာကဆင်းရဲတယ်နေဝင်းမြင့်လို့သက်10နှစ်ပစိုးကောင်းကောင်းမရှိသေးဘူးပစိုးရှိလို့ဘောင်းမီရှိသလားဆိုဘောင်းမီလည်းမရှိဘူးဘယ်လိုနေကြတော့တရွာလုံးငေါက်တောက်ပဲဘသူမှချက်ဆရာမရှိဘူးဒါယူနီဖောင်းပဲဒီငေါက်တောက်ယူနီဖောင်းနဲ့အကုန်နေရတာအင်ကြီးကျယ်သည်ဘသူမှပြည့်စုံအောင်မရှိဘူး5လုံးရှိတာ3လုံးရှိရင်ဒီကောင်တတိသားပဲကျွန်တော်တို့အဲ့လိုကြည်ရတယ်အမေကလည်းစာမတတ်ရှာဘူးအားတယ်အမေကဘလောက်အားလဲပြောလိုက်အောင်မလက်စနဲ့စာမတတ်ဘူးရွာမှာမမင်းစိန်မမင်းသိန်နဲ့ဥစ္စာဆောင်လည်းမရလာပြီးကဥစ္စာဆောင်ညီအမလာကနောက်ပိုင်းဆက်ထုတ်ကြည့်သားမင်း2ယောက်ကြည့်မျက်ရည်တွေနဲ့တိုင်တန်းကဘိုးဘိုးကပြန်ခေါ်တော့မယ်ဆိုတော့သားလေးကရှင်မပြုတ်ရဘူးယောက်ျားလုပ်တဲ့လူကမမင်းစိန်တိုင်တန်းကမင်းပြန်ခေါ်ပြီးပေါ့သားလေးရှင်ပြုတ်အောင်တော့စောင့်ပါအောင်ဘိုးဘိုးကိုတောင်းပန်ပါအောင်ဆိုတော့ဘိုးဘိုးကလက်မခံဘူးမင်းစိန်ရောမင်းသိန်ရောတိုင်တန်းပြန်ခဲ့ဆိုတဲ့အခါသားကိုရင်လေးပွေရင်နဲ့ဖေကကြံရိပ်ခဲ့မမင်းစိန်ကလက်ကလေးပြကနဲ့တိုင်တန်းပြန်တော့အမေကမျက်ရည်မစက်နိုင်ဘူးပြန်လာအိမ်ရောက်တော့လည်းအမေငိုတာပဲတညာလုံးမိုးလင်းတော့လည်းအမေကမျက်နှာမကောင်းစိတ်လက်ကြီးတောက်နည်းနည်း9 နာရီလောက်ကြတော့ငါသားကြီးတဲ့မင်းစားဖို့မုံပြတ်တယ်လေဈေးထဲသွားဝယ်စမ်းဆိုတော့ကျွန်တော်ဈေးထဲပြေးတော့မမင်းစိန်မမင်းသိန်လုပ်တဲ့မင်းသမီး2ယောက်ကဈေးထဲမုံဟင်းကားစားဟာကျွန်တော်လည်းဝင်သားပြီဒီမိမတွေညသိတယ်ဆိုပြီးပဲနဲ့မုံဟင်းကားလာစားနေပါလေအိမ်ပြန်ပြီးအမေပြောတော့အမေကမယုံဘူးဟုတ်လားဟာအမေမုံဟင်းကားစားနေတဲ့ဈေးထဲမှာတော်ရွှေလွန်ဆိုင်အမေကမယုံဘူးလိုက်ကြည့်တာဈေးကြောင်ကလှမ်းကြည့်တော့မင်းသမီး2လက်တွေ့မှအောင်မလေးတညာလုံးကိုလိုက်ရတာဖေလုံးမတွေကအခုကြတော့မုံဟင်းကားထစားကြတော့ပါရဲ့အမေဆဲတယ်လို့ဆဲနော်အဲ့လိုအဲ့လိုသားမှု2ယောက်ရွာမှာနေရကျွန်တော်တို့အလုတ်ကန်လေးရလို့မင်္ဂလာတုံလေးစိတ်နှမ်းနေတယ်အမေကရွာကလိုက်လာတော့မပြောဘူးတရက်တော့ထိုင်းဝန်ကြီးချုပ်ကလာလေတယ်ဗမာပြည်ကိုလာလေတော့ကျွန်တော်နိုင်ငံကအမြောက်19ချက်ဖောက်ကျိုးအမေကမကြားဘူးစံလေးပြလို့အိမ်မနဲ့ကမင်္ဂလာတုံလေးစိတ်ဘက်ကဂျင်းနဲ့ပထမအတန်ကြားလိုက်တော့အမေကစံပန်းလုပ်ကြအလုံးနဲတဲ့အတန်မဟုတ်ပါလားတာရဘာပါလဲအမေအဲ့ဒါထိုင်းဝန်ကြီးချုပ်လာလို့အမြောက်နဲ့ပြစ်ကြိုးတာဩအေးဘာမှမသိဘူးအမေကဒုတိယတစ်ချက်ချင်းဆိုတော့ဟောတော့ငါသာအဲ့ဒါအမေအဲ့ဒါမျိုး19ချက်ပြစ်မှာမေအမေကပြန်ပြောမင်းတို့ထိုင်းဝန်ကြီးချုပ်ကလည်းကွယ်အမြောက်နဲ့ပြစ်တာတော့ပထမတစ်ချက်နဲ့မသေးဘူးလားတာရဲ့ဟုတ်တယ်သူစဉ်းစားတာတစ်မျိုးအခု CD player တွေပေါ်လာတော့တရားကိုအမေထည့်ပေးဆရာတော်ဘုရားပုံပေါ်လာတာနဲ့အမေကတပည့်ကလေးပခုံးတင်ပြီးဆရာတော်ဘုရားကြီးရှေ့မှာတကယ်တရားချိမြင့်တယ်လို့ပဲလက်ကိုလေးချီလို့ကျွန်တော်တို့အမေတရားနာနေတယ်ဆိုတော့တစ်ခေတ်ထွက်တော့ဆရာဦးဖောင်းကသူကားနဲ့လာခေါ်တော့မျိုးတဲ့လိုက်သွားစာအုပ်ဆိုင်ကြီးဝင်ကြထမင်းကြီးစားကြညနေဆောင်းမှပြန်လာတော့အမေကတရားနာဟာအမေမနေ့7 နာရီနားတဲ့တရားအခု4 နာရီထိုးတော့မနာတော့လားမသိပါဘူးတော့မင်းတို့ကိုတော်လည်းတရားလေနေပုံရတယ်နော်ကိုတော်တရားလေတာမဟုတ်ဘူးမရဲ့စီတီတပြားဆိုဆုံးရင်အစပြန်လာတာမသိပါဘူးတော့ကိုတော်ကပဲဟောနိုင်မလားငါကပဲနားနိုင်မလားငါတော့ပေးထိုင်းနေတာတဲ့ငါကထင်တော့ထင်တယ်ဒီတရားတပုတ်တည်းဒီကိုတော့ငါကဟောနေပါလေအမှန်တန်ယူကြတယ်ယူတော့ဘာဖြစ်တော့ယူတော့သူများနိုင်တာပေါ့အနိုင်ကျင့်လို့ကောင်းတာပေါ့ဒါကြောင့်ကျွန်တော်တို့အမိသင်ပြီးတဲ့ပညာလေးနဲ့ကျွန်တော်စိုက်ဆရာဖြစ်ရပါတယ်အမိပြောစကားတွေနဲ့ကျွန်တော်စိုက်ဆရာဖြစ်ရပါတယ်အမေကပုံထုပတ်စာတွေပြောတယ်ယာတွေကလူတွေအကြောင်းတွေပြောတယ်အမေကကြားလာသမျှညကုတ်ပြစ်ပေါ်မှာအမေပြောလို့ရှိတယ်နေလုံးနေညနေစောင်းတော့အမေကျောင်းကိုသွားရတယ်ကောင်းကင်ကြီးဟာကြောက်သင်ဘုံပေါ်ကျေဝါလုံးတွေရေးရတယ်ဆရာတင်မိုးရဲ့ကြပြားတို့ပဲအမေ University အမေတက္ကသိုလ်
ကျွန်တော်တို့စတက်ခဲ့ရတယ်အမေသိတဲ့လောက်သမိုင်းနဲ့အမေသိတဲ့လောက်ပထဝီကျွန်တော်တို့ကျင့်နှက်ခဲ့ရတယ်ရွာကလမ်းကြီးတို့မြင်ရတဲ့ပုပ်ပါတောင်ညွန့်ညွန့်ကြီးလှမ်းပြီးအမေကအမြဲတမ်းလောက်ကလေးချီတယ်အဲ့ဒါနတ်တောင်သားကြီးလက်အုပ်ချီကွက်ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိယနာသုံးပါးလည်းစိတ်ကပ်ပါရဲ့ပုပ်ပါတွေ့တော့လေအမေကကတော့ဘယ်မောင်တင်တယ်နတ်မောင်နှမတွေရှင်တွေးပြီးလို့ရှင်မြတ်လှလို့အဲ့ဒီတောင်မှာဆန္ဒပါတယ်ဟိုးပကံကပန်းလာဆက်တဲ့ကိုပြတ်တန်နဲ့မေဝနာတို့ဟောဒီတောင်မှာပဲနှစ်ပါးပေါင်းဖော်လို့ရွှေဖြင်းဦးနဲ့အချင်းစေးလိုက်တာသားတော်လေးနှစ်ပါးကွယ်ဖြင်းကြီးတယ်ဖြင်းငယ်တဲ့ဒီတောင်မှာပဲမွေးတာသားရဲ့အမိတ်သမိုင်းကကြားတယ်အဖေကမလလေးနဲ့စူပြတယ်ဒီချင်းနေပါပဲဘယ်ဘဲမောင်တင်တယ်လက်မောင်နှမရဲ့ပြောစမ်းမြောင်တယ်နတ်နန်းကြီးတွေရှိရာဌာနဝဲပေါက်ကံပြည်ကိုပန်းတော်ဆက်တယ်ကိုပြတ်တာနဲ့မေဝနာတို့ပြောစမ်းရဝဲချစ်ကျူးသွေနှောင်းရွှေဖြင်းကြီးနှောင်းဖွာရာဒေသကိုအဲ့ဒီပုပ္ပါကျွန်တော်တို့15နှစ်သားအရွယ်ရောက်တော့မြင်းကြံတဲ့ကမြင်းစကြံကနွားတင်ကုတ်ထဲမှာဗလာစာကလေးဇရိထဲတာနေဇရိစုခကြီးတချင်းကြီးဆရာတယောက်ပေါ်လာကျွန်တော်ရဲ့ဆရာဥတင်မိုးတို့နဲ့မျက်နှာချင်းစာနေတော့ဆရာဥတင်မိုးကသူ့ခဲတာနဲ့တချင်းလေးတွေဖောင်တင်နဲ့ပြန်ကူးပေးရအဲ့ဒီကိုကြီးကျော်ကဒီပုပ်ပါကိုဖွဲ့တော့ကျွန်တော်ရွာတွေမှာသိကြိုက်တာမို့သီရိမင်္ဂလာအညာမြေဤမန္တန်တောင်သုံးလုံးဆိုင်သီရိမင်္ဂလာအညာမြေဤမန္တန်တောင်သုံးလုံးဆိုင်ထက်ကုန်းမုံမှာကြွခုံးလို့ရှင်ကပြိုင်အိန္ဒလီလာပြမိုက်မောက်မြခနောက်သူဆိုင်4000ကျော်ပြီးမြင်မှာဝင်ကြွားပြီးစွာမိုးကောင်းကင်တိုင်မြင်းကြံခရိုင်တစ်ခုလေးတောင်ပုတ်ပါကဝေးကြောက်စာကြိုင်ရာဇကုမာရကြောက်စာမှာရာဇကုမာရမင်းသားကကျန်စသားမင်းကြီးနာမကျမ်းဖြစ်တဲ့အခါရွှေစင်းတို့3စုနဲ့ကျွန်3ရွာလှူတဲ့အခါကပိထိုးတယ်ဒီညစီကြောက်စာမှာမွန်ဘာသာနဲ့တစ်ဖက်မြန်မာဘာသာနဲ့တစ်ဖက်ပါဠိဘာသာနဲ့တစ်ဖက်ပြူဘာသာနဲ့တစ်ဖက်ထိုးထိတ်ဆုံးမှာရာဇကုမာရမင်းသားကရေးတယ်မြန်မာတွေရဲ့ပထမဆုံးစကားပြေရှရီဆိုတာသီရိကျက်တည်မင်္ဂလာတို့သည်ရှိပါစေသတည်းကျွန်တော်မြန်မာတွေစာရေးရင်ရှေ့ကဒီလိုရေးလို့ရှိတယ်ကျွန်တော်ငယ်ငယ်တုန်းကအထိကြောက်တဲ့ဘုံထိတ်မှာဗုဒ္ဓံဓမ္မံသံဃာလို့ရေးရတယ်ဆရာကအရင်ဆုံးတာလိုက်ဆက်တာနမောဗုဒ္ဓံညသိဒ္ဓံလို့ရေးရတယ်အခုလဲတောင်တော်ရွှေပုပ်ပါဟာသီရိမင်္ဂလာအညာမြေဤမန္တန်တောင်3လုံးဆိုင်တောင်3လုံးလာဆိုင်တာမဟုတ်ဘူးမိတော်ကြီးဖြစ်ပြီးပောက်ကွဲသွားတော့တောင်မာကြီးရဲ့ထိတ်မှာဘူးလေး3ဘူးနဲ့မိဘကလေးနဲ့တူထမင်းချက်တဲ့မိဘလေးရင်လိုးတဲတဲ့မိဘလေးနဲ့တူတော့မြခနောက်တို့ဆိုင်ခနောက်ဆိုမိဘကျွန်တော်တို့ဒီလိုလဲဒီဂီတရဲ့အရာသာဂီတရဲ့သိသချင်းကပြီးတဲ့အသိမရှိသေးပါဘူးကြီးမာလာဩဒီမှာတန်းမြန်မာဆန်တဲ့သချင်းကလေးပါလားလို့ခံစားရတယ်သချင်းတွေကျွန်တော်ငယ်ငယ်ဒါပဲကြားရတယ်ရွာမှာပွဲမရှိဘူးရွာမှာပွဲလာကြတာမရှိဘူးဘာပဲကြည့်ရလဲရုပ်သေးပဲသွားကြည့်ရတယ်အဲ့ဒီရုပ်သေးကိုကျွန်တော်တို့ရွာကမငှားနိုင်မှုဆင်းရဲလုံးလို့တခြားရွာမှာညနေဆောင်လို့ဘေထီအတန်ကြားတော့မှကျွန်တော်တို့ကရုပ်သေးပွဲသူများလှည့်နဲ့သွားကြည့်ရအဲ့ဒီကိုကြီးကျော်ကအဲ့ဒီရုပ်သေးပွဲသွားကြည့်တယ်မြင်းကြံတဲ့ကမြင်းစကြံကမင်းကလေးတယောက်ဘဝတချင်းလေးရေးတော့ကျွန်တော်တို့သိကြိုက်တာပဲဘာလို့ကြိုက်တယ်လဲကျွန်တော်တို့ဘဝနဲ့တူလို့ရေခပ်ပြန်ကတိလှဖို့ပြီးမှန်ကဘယ်စီနေတောင်းအောင်မွေးစပယ်ကိုဘသူဖွက်ကြစိတ်ပြစ်ဖို့အေး
လောင်စားနဲ့ရောင်းမရေလောင်စားနဲ့ရောင်းမရေရှာကြီးအောင်နေမောင်ကြီးရေစောင်းပါအောင်စပယ်ကိုပန်းကြီးအောင်မလေးတပည့်ပြားထုံလိုက်အောင်မလေးလုံးမပြူတွေပွဲသွားကြည့်တဲ့ဒီသချင်းကြတော့လေလေဝင်းမြင့်တို့ငယ်ဘဝတွေသတိရတယ်ကျွန်တော်အမေကျွန်တော်တို့14နှစ်သားထိရှင်မပြုတ်ရသေးပါအမေကမျက်ရည်ကျတယ်လူတကာအလှမန္တအမေရောက်အောင်သွားမန္တကပြန်လာရင်အမေငိုတယ်နှစ်ချက်တစ်ချက်ကငါသားတွေတယောက်က14နှစ်တယောက်က16နှစ်ရှိပြီရှင်မပြုတ်ရသေးဘူးအမေကရှင်မပြုတ်ရသေးတာကိုအမတန်ဝန်းနေရှာကျွန်တော်တို့ကလည်းမပြုတ်ရသေးဘူးအရက်ကြီးတွေကထောင်ထောင်မောင်းမောင်းဖြစ်နေပြီဒါသိတော့ဆရာတော်ဘုရားကြီးကကြောင်းခေါ်တယ်အမေဒကမာကြီးရဲ့တဲ့ဒကမာကြီးကရွှေတင်းကားပိုင်ထားပြီးတော့မှကရိုးဝါဝယ်စားချင်တာကိုကျောင်းကြီးရှင်ဖြစ်သားကြီးရှင်ဖြစ်ကျောင်းကသင်္ကန်းနဲ့တာမဏိမြောက်ပါတယ်ဒကမာကြီးရဲ့အမေကမရဘူးကျွန်တော်မရတပည့်တော်ချွေးနေစာလေးနဲ့လဲကျွေးချင်မွေးချင်လို့ပါဖေ။တပည့်တော်ချွေးနေစာပါချင်လို့ပါဖေ။ကျောင်းကြီးရှင်ဖြစ်သားကြီးရှင်ဖြစ်အမေကလက်မခံဆရာတော်ကြီးကဆုံးမတယ်ကြားလူကအလှူအိမ်ရောက်ရင်အမေတပည့်ကလေးခေါင်းပေါ်တင်ပြီးသွားလို့ရှိတယ်အမေခေါင်းပေါ်တပည့်တင်လာကန့်လန့်ကလေးရှင်းတဲ့နောက်ကလေးဘယ်ဟာဖြစ်မဲ့ထင်တယ်လဲကျွန်တော်မြန်မာတွေအလှူတန်းသွားရင်မင်္ဂလာကိစ္စသွားရင်တပည့်ကိုရှင်းတဲ့နောက်တင်တယ်နော်သီလရှိတယ်ကြီးရှင်းတဲ့နောက်တင်လားကန့်လန့်တင်ပြီးသွားရင်သိကြပြီဒါကိုကျော်သူတို့စီသွားတာနာကြီးသွားရင်ကျွန်တော်တို့လူမျိုးကကန့်လန့်တင်တယ်သတိထားကြည့်ရှေ့ကမြန်မာမျိုးသမီးကြီးတွေရှင်းတဲ့နောက်တင်ရင်အလှူသွားတာကျွန်တော်တို့ကခေါင်းပေါ်တပည့်တင်တာတော့စနစ်ရှိပါတယ်အဲ့ဒါတော့စနစ်ကြီးတဲ့လူမျိုးအခုမှစကားပြောရမပီဘူးယဉ်ကျေးမှုတွေပြောင်းသွားတာဖြစ်ကုန်တာကျွန်တော်တို့အင်မတန်စနစ်ကြီးတဲ့တချင်းကလည်းဗာလေအမင်ငိုတဲ့တချင်းအားလုံးကြားမှုတဲ့ဒီခေတ်ကလေးတွေဆိုပြဘယ်မှငုံမဲ့လို့ရှိဘူးမြို့လေကမန္တအယက်မှာတဲ့ကုသိုလ်ကျောင်းအိုးလျံငယ်ပြိုလျံငယ်ပြိုရှင်လူပြိုငယ်ကကျောင်းအိုးလို့ကျောင်းဆိုလို့ရွှေတော်တုံပြုံးပါဇက်ကတီးလိုက်တဲ့အတိုင်းပဲနော်အဲ့ဒီတုံပြုံးမှတမန်းတလုံးငိုတာပြောဆရာကတယောက်ချင်းလိုက်ပြီးထပလာပြားနဲ့ရိုက်တာမဟုတ်ဘူးနော်သူ့ဘုံလေးသူကြီးလိုက်တာသူ့စခွန်လေးသူ့စီလိုလေးကြီးလိုက်တာတုံပြုံးဆိုတာနဲ့ဘယ်ဗမာမှမခံနိုင်ဘူးပြောတန်ကြလို့မငိုရင်အဲ့ဒါဗမာကမဟုတ်ဘူးသိကြတယ်ဗမာကပြောတန်ကြငိုတယ်အမိလည်းငိုတယ်ကျွန်တော်ဇနီးရွာလိုက်သွားတယ်တမန်းတက်လုံးငိုတယ်နောက်ဆုံးကကြီးတော့ကျွန်တော်လက်တုံမိတယ်ကြီးတော့ခင်ဗျာဘာလို့ငိုလာဆိုမသိဘူးလေတဲ့ရှေ့ကငိုလို့လိုက်ငိုတာပဲကျွန်တော်လူမျိုးကအဖော်ရှိတယ်ငိုတယ်နော်မြို့တွေကမန္တအရက်ကကုသိုလ်တဲ့တပည့်ထက်တမှုထက်နဲ့မြို့ဆိုတာရှေ့ကစီရင်စုမြို့ဆိုတာဒီလိုမြို့ကြီးတွေမဟုတ်ဘူးရွာကြီးတွေကိုပြောတာအလုံးစီရင်စုတလုံးမြို့စီရင်စုမြန်မာမင်းလက်ထက်ကဒီလိုစီရင်စုရွာကြီးတွေမြို့ခေါ်အလယ်မှာမန္တကလေးထိုးလို့ဝိုင်းပြီးထည့်တဲ့ပတ်စံနဲ့ရှင်လူပြိုငယ်ကလေးကအခုတက်တော်90ကျော်တရားနာကတ်နေတဲ့ဆရာတော်ဘုရားကြီးသာမဏေဘဝကလေးဆောက်ထားတဲ့ကြောင်းလျံကပြိုးပြီးပေါ့တရကင်လှေကားကြီးကပဲ့ပြီးပေါ့ကျောင်းခေါင်မိုးကမိုးယိုးပြီးပေါ့ကျွန်တော်တို့ကျမတို့တောင်အလှဲ့ကြပြန်ပြီဒီသချင်းလေး